အခုကတော့မောင်မြတ်မဏိဖရာကြီးက digital ပန်းလေးကို CNC နဲ့ဖောက်ပြီးတဲ့အခါမှာ digital မိုနဲ့ CNC နဲ့ထွင်းထားတဲ့ digital မိုနဲ့အဲ့ဒါနည်းတဲ့ဟာလေး1မိနစ်တောင်မကြာတဲ့ဟာလေးအဲ့ဒါကိုဗီဒီယိုမရက်တန်းရိုက်ပြပါမယ်အဲ့ဒါလေးလိုက်ကြည့်ပါဦးစပြီစပါပြီစနေပါပြီစနေပါပြီစနေပါပြီဗီဒီယိုမရက်နဲ့နော်စက်ကနည်းနည်းအေးတော့လေးနေပြီးသွားပါပြီတစ်ချက်1မိနစ်တောင်မကြာလိုက်ပါဘူးဒီဘက်ကပြ1မိနစ်တောင်မကြာလိုက်ပါဘူးပြီးသွားပါပြီလှလိုက်တာတော်တော်လေး digital ပန်းမှာနောက်တစ်ချက်နင်းပြပါမယ်နော်နောက်တစ်ချက်ကိုလည်းဗီဒီယိုမရက်နဲ့နော်စပြီထည့်လိုက်ပါပြီနင်းပါပြီတတ်တဲ့နင်းပါပြီအချိန်မှတ်ရင်မှတ်ထားလို့ရပါတယ်ပြီးသွားပါပြီ1မိနစ်မကြာဘူးမလားမကြာဘူးနော်ဟုတ်တယ်မကြာပါဘူးဗျာဒါအောင်မြင်သွားပါပြီမဟာမြတ်မုနိဖရာကြီးမှာကျောင်းတော်ကြီးရဲ့မျက်နှာချက်တွေမှာတက်မဲ့အုံတုံးပန်းလို့ခေါ်တဲ့မြန်မာမှုပန်းလေးကို digital စနစ်နဲ့ထုတ်လုပ်လိုက်တာပါနောက်တစ်ချက်လင်းပြပါဦးမယ်ကြွလာစက်ကနည်းနည်းလေးနေလို့ရသွားပါပြီတစ်ချက်ကို1မိနစ်တောင်မကြာတော့ပါဘူးအရန်ကိုမြန်ပြီးသွတ်သွားပါပြီโอเค